okay တော့နောက်တစ်ခုကတော့ဒီ failed word ပေါ့နော်သူရဲ့ကျွန်တော်က strand ကိုဘယ်လိုတွက်မလဲဆိုတဲ့ဟာစပြီးတော့ပြောရပေါ့နော်အဲ့တော့ဒါမှဆိုရင်ကျွန်တော်ဒီစာလေးပေါ့နော်သူကဘာလို့ဆိုတော့ E70 electrode ဆိုတဲ့ကျွန်တော်ကဒီကဟေးချောင်းပေါ့ဟေးချောင်းကိုသူက E70 electrode သုံးမယ်ဆိုရင်သူရဲ့ဒီဟိုပေါ့နော်ကျွန်တော်တို့အနေနဲ့သူ့ရဲ့ဒီ shear ပေါ့နော် shear strand တွေကိုshear strand တွေကိုဘယ်လိုတွက်မလဲဆိုတာကိုသူကဒီပုံတင်ကြီးလေးနဲ့ပြောပြပေးထားပါတော့နော်အဲ့ပုံတင်ကြီးလေးကျွန်တော်ရှင်းပြပေးမယ်ပေါ့အဲ့တော့ကျွန်တော်ကဒီ E70 electrode ဆိုတာကသူကဘာပြောချင်တာဆိုတော့ဒီ watting ရဲ့ပေါ့နော်သူ့ရဲ့ဒီ strand ဒီstrand ဒီပေါင်းဆို80 KSI ရှိတယ်လို့သူပြောချင်တာအဲ့တော့သူ့ရဲ့ပေါ့နော်ကျွန်တော်ကဒါ80 KSI လို့ကျွန်တော်တို့နားလည်ရပေါ့လေနားလည်ရမယ်ဆိုတော့အဲ့မှာဆိုရင်သူကဒီ watting ရဲ့ပေါ့နော်သူကဒီမှာဆို shear rupture ကိုသူတွက်ချင်တာပေါ့နော် Boolean ဆိုတာက shear rupture ပေါ့အဲ့ဒီ shear rupture ကိုတွက်ချင်တဲ့အခါမှာသူ့ရဲ့ဒီ strand ကိုကြည့်လိုက်ဒါပါလို့ပြောထားအောင်ဆိုတော့ဒီ FEAA ဆိုတာကဘာလို့ဆိုတော့ကျွန်တော်ရဲ့ဒီပေါ့နော် watting ရဲ့ဒါ tension ကိုပြောချင်တာဒါကဘာလို့ဆိုတော့ကျွန်တော်ကပေါ့နော် tension အကြီးကကောင်တော့ဒါ shear ပေါ့နော် shear ကိုသူကပြောချင်တဲ့သဘောပါ shear rupture ဆိုတော့လေအဲ့တော့ဘာလဲဆိုတော့ဒီမှာဆိုရင်သူကဒီ shear ကတဲ့သူ့ရဲ့ဒီ tension ရဲ့ပေါ့နော် 0.6 ပဲရှိတယ်လို့သူကပြောထားတယ်ပေါ့လေအဲ့ဒါကဘယ်လိုသဘောတရားလဲဆိုတော့ကျွန်တော်ကပေါ့နော်ကျွန်တော်တန်းပေါ့နော်ဒီ steel တွေမှာဆိုရင်ဗျ steel တွေမှာကဒါဘာဖြစ်လဲဆိုတော့ steel တွေမှာကျွန်တော်တို့သိတယ် steel ဆိုတာဒီဘာဖြစ်လဲဆိုတော့သူက tension ကစီးတွေကဘာဖြစ်လဲဆိုတော့သူ့ရဲ့ tension ကပေါ့နော် tension ကခံနိုင်တော်တော်များတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ကကွန်ဝဲတွေလောက်တဲ့အခါမှာတော့ပေါ့နော်ဒီဘာလဲဆို rebind ခဲ့တာကိုသူက tension တန်ကိုခံနိုင်တယ်ဒါပေမဲ့သူ့ရဲ့ဒီ shear ပေါ့နော်သူ့ရဲ့ shear strength ကသူက tension ရဲ့ဘာပဲရှိလဲဆိုတော့ဟိုပါပေါ့နော် 60% ပဲရှိတယ်လို့သူကပြောတယ်ပေါ့လေအဲ့တော့အဲ့ပါကျွန်တော်တို့ concrete မှာဆိုရင်ကျွန်တော်တို့ဒီဥပမာပြောရမယ်ဆိုတော့ပေါ့နော် concrete မှာဆိုသူ့ရဲ့ဒီ compression တန်ဒီ compression ကဟိုပေါ့နော် compression က100% မ compression ကောင်းတယ်ပေါ့ဒါပေမဲ့ဟိုဒီ concrete တွေကသူကဒီ tension တန်မှာဆိုရင်နည်းရပေါ့နော်နည်းဆိုတာကဟိုဒါအရှင်းမရှိတာတော့မဟုတ်ဘူးဗျာသူ့မှာလည်းဒီ tension ဟိုခဏရင်ရှိရဒါပေမဲ့သူကဘာလို့ဆိုတော့ကျွန်တော်တို့ဒီ compression နဲ့ရှင်မယ်ဆိုတော့ 10% လောက်ပဲရှိရပေါ့နော်ဒါကရေဝေးအားအပြင်ပြောတာအဲ့တော့သူ့ရဲ့ဒီ concrete တွေမှာလို့ပုံစံမျိုးပဲပေါ့နော်ကျွန်တော်တို့ဒီ steel တွေမှာဆိုရင်သူက tension တန်ခဏရင်ကောင်းတယ်အဲကြောင့်ကျွန်တော်ကသူ့ကို tension လိုတဲ့နေရာမှာဆို steel တွေသုံးတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ shear ခဏရင်ကဟိုသူ့ရဲ့ဒီ lab ပေါ့နော်ဒါကတော့သူ့ရဲ့ဒီ laboratory စမ်းသပ်ချက်တွေရာဆိုရင်တော့သူကဘယ်လောက်အတိအကျဆိုဘယ်လောက်ထွက်တာလဲဆိုတော့သူ့ရဲ့ဒါ material ဘိုင်းတွေလို့လေ material မှာဆိုရင်သူကဒီတက်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ steel ရဲ့ shear strength ကshear strength ကသူကပေါ့နော်အတိအကျပြောပြပေါ့1/√3 1/√3 F EH ပေါ့နော်သူကဒီ tension ရဲ့1/√3 စာရှိတယ်ဆိုပြီးပြောတယ်ပေါ့နော်1/√3ဆိုတာကဘယ်လောက်လဲဆိုတော့0.577ဗျာ577 FEA ရှိတယ်လို့ပြောတာပေါ့အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဒီ AISC ကပေါ့နော် track လွယ်အောင်သူ့ကို rounded လုပ်လိုက်တာပေါ့နော် rounded လုပ်တဲ့အခါမှာဘယ်လောက်လဲဆိုတော့0.6ဆိုပြီးလုပ်လိုက်တာ60% ပေါ့နော်အဲ့တော့ဒီ shear ဒီ tension ရဲ့60% ရှိတယ်ဆိုတော့ဒီပဲပြောရတယ်ပေါ့နော်အဲ့တော့ထုံးစံတိုင်းပါပဲကျွန်တော်တို့ကဒီပါတော့ဆိုတော့သူ့ရဲ့ဒီ strand ပေါ့နော် strand ဒီ shear force ဘယ်လောက်ထိခံနိုင်မယ်လို့ခြင်းလဲဆိုရင်ခုနပြောသလိုပဲ stress ဆိုရင် force by area အဲ့တော့ force ကိုလိုခြင်းလဲဆိုရင် stress နဲ့ area နဲ့မြောက်တယ်အဲ့တော့သူ့ရဲ့ area ဆိုရင်ဒီမှာသူကပါတော့ဆိုတော့0.70 watting ဖြစ်တယ်ပေါ့နော် watting ဖြစ်တဲ့အတွက်ကြောင့်မလို့ခုနပြောသလိုပဲ watting ဆိုတာကကျွန်တော်တို့ကသူ့ရဲ့ဒီ effective thickness ကဒီနာပေါ့နော်ဒါဒီအဲ့ဒီကသူ့ရဲ့ဒီ watting ရဲ့0.707 W ရဲ့နောက်ပြီးတော့သူ့ရဲ့ဒီ watting ရဲ့ length ရဲ့ပေါ့နော် watting ရဲ့ length တစ်ခုရဲ့နောက်တစ်ခုပဲနောက်ပြီးတော့ပါတော့ဆိုတော့သူကဟိုက shear လို့တင်နော် shear လို့ရမရမလို့ FN ပေါ့နော်ဒါက FN W ပေါ့ W ဆိုတာကဒီသူက N ဆိုတာကတော့သူက strand ပြောချင်တာပေါ့နော်သူက nominal strand ပေါ့လေအဲ့ဒါနဲ့ကျွန်တော်တို့ကထည့်လိုက်တဲ့အခါမှာဒီ FNW ဒီဘာလို့ဆိုတော့0.6 FEAH ပေါ့နော်အဲ့တော့ဒီဒါကဘာလို့ဆိုတော့သူရဲ့ shear ပေါ့နော် shear ကသူရဲ့ tension ရဲ့ဘာလို့ဆိုတော့ဟိုပါပေါ့ဒီကကျွန်တော်ကဒီ watting နေမှာဆိုရင်သူက shear နဲ့ပဲစကားပြောတာပေါ့နော်ပြောခုနပြောသလိုပဲဟိုအောက်က base plate ကtension ပဲတဲ့ရောက် shear ပဲတဲ့ရောက်ဒီ watting တွေကဆိုတော့ shear ပဲခံအဲကြောင့်ကျွန်တော်က shear နဲ့ပဲဒီမှာပေါ့နော်သူဟိုပုံနေဟိုပါပေါ့နော် formula လေးပြထားတွေ့နေမယ် 0.70 FN WL ဆိုတာမျိုးပေါ့နော်အရှိဒီကောင်ရဲ့ဒါရဲ့ကဒါ area ဒါကပါဆိုတော့သူရဲ့ဆိုတာပေါ့နော် FNW ပေါ့ FNW က 0.6 FEAH ပေါ့အဲ့ဒါကိုကျွန်တော်တို့ကဒီ site တွေမှာဆိုရင်သူကဟိုဘယ်လိုသွားလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ကဒီဘာလို့ဆိုတော့ E7 ရဲ့သူ့ရဲ့ဒီကဟေတူက E70 ပေါ့နော် E7 လာဖြစ်တယ် E70 ရဲ့သူကတစ်ခါတိုးလိုက်ရင်ကြာသူ့ရဲ့ကဟေတူကဘယ်လောက်ရှိတုံးဆိုတော့ဟိုပေါ့နော်ဒီ watt ရဲ့ thickness ပေါ့နော် watt ရဲ့thickness ဒီ watt ရဲ့ thickness က 1/60 ရှိတယ်အဲ့တော့ length ကဗျာတက်လက်မှာပဲထားတော့
အဲ့ဒါဆိုရင်သူကဘယ်လောက်ထွက်လဲဆိုတော့တစ်လက်မှာအဲ့ဒါကြီးဆိုရင်သူ့ရဲ့ဒီ strap ပေါ့နော် strap ကဘယ်လောက်ထွက်လဲဆိုရင်ကျွန်တော်တွက်လို့ရတယ်ဘာလို့ဆိုတော့ vn is equal to ဘာလို့ဆိုတော့ဒီမှာဆို 0.707 ပေါ့နော် 0.707 အဲ့တော့ဒီ w ဆိုရဲဒီ watt length ကဘာလို့ဆိုတော့သူ့ရဲ့ဒီ watt ပေါ့နော်ဒါကဆိုရင် 1/60 က watt length ကိုပြောထား sorry water length ပေါ့နော် water length က 1/60 အဲ့ဒါကိုကျွန်တော်က thickness လို့ကျင်เนาะဒီ water length 1/60 နဲ့ 0.70 ပေါ့နော်အဲ့ဒါနဲ့ water length ဆိုတော့ w ပေါ့ဗျာ w က 1/60 အဲ့ဒါရေနောက်ပြီးတော့ဒါကဒီဘာလို့ w က 1/60 ရေနောက်ပြီးတော့သူ့ရဲ့ length ပေါ့နော်ဒီနောက်က length က1ရှိမယ်အဲ့နောက်ပြီးတော့ဒီ f and w ပေါ့ f and w ကဘာလို့ဆိုတော့ဒီ 0.6 ပေါ့နော်ကျွန်တော်က tensile strength ရေဘယ်လောက်တော့ 60% ပေါ့နော်အဲ့တော့ဒီ E7 70ကဘယ်လောက်တော့သူက70ဆိုတော့70 KSI ရှိရဗျာအဲ့တော့70ပေါ့70ရဲ့ကျွန်တော်တို့ကအဲ့ဒါကိုဟိုရှီယာဆိုရင်ပေါ့နော် strength ဆိုရင်အများတန်းဘာလို့လဲဆိုတော့ကျွန်တော်တို့ LIFD design ရပေါ့နော် 5pn ဆိုပြီးတော့ factor နဲ့ short တယ်လေအဲ့တော့ရှီယာမှာဆိုကျွန်တော်တို့ကဒီ fine ကိုဘယ်လောက်ထားတော့ဆို 0.75 ထားတယ်ပေါ့နော်အဲ့ဒါကိုမြောက်လိုက်မယ်ဆိုရင်ဘယ်လောက်ရတော့ဆိုတော့1.392 ပေါင်ဆိုပြီးတော့ရတယ်အဲ့တော့တို့ကဒီ labor တွေကပေါ့နော်ဟိုဘာလို့ဆိုတော့သူကအလွယ်တက်ကြပါတော့ဒီ 1.60 တိုးတိုင်းသူ့ရဲ့ဒီ strand ပေါင်က 1.60 ဆိုရင် 1.392 ပေါင်ရှိတယ်အဲ့တော့ 1.60 တစ်ခါဆိုရင်1.32 ပေါင်ပေါ့နော် 1.60 နှစ်ခါဆို 1.32 နှစ်ခါပေါင်အဲ့လိုမျိုးသူကဒါ labor ရဲ့ဒီမှာပြောပေါ့နော်ဒီမှာအဲ့လိုပြောတာ labor တွေကအဲ့လိုမျိုး 1.60 ပါမို့တည်ပြီးတော့မှတ်ကြရပေါ့အဲ့ဒါကသူကစနစ်အသက်ပေါ့နော်စနစ်ဟောင်းမှာတော့ကသူကဒီ shear ကိုဟိုဘာလို့ဆိုတော့သူကဒီနော် fnဘာလို့ဆိုတော့ဒီ FNW ကိုသူက 0.3 ပဲယူတာဒါက AIS ရဲ့စနစ်အဟောင်းပါပေါ့နော်သူက 0.3 ပဲယူတာ 0.3 ပဲယူတာဆိုတော့သူကဒီ 0.3 into 70 KSI ပေါ့နော်အဲ့တော့ 70 KSI ဖြစ်တဲ့အတွက်ကြောင့်မလို့သူကအဲ့မှာအဲ့တိုင်းတွက်လိုက်မယ်ဆိုရင်ကျတော့ဘယ်လောက်ထွက်လဲဆိုတော့ဟိုပါပေါ့ဒါစနစ်အဟောင်းပေါ့နော်ကုတ်အဟောင်းမှာဆိုရင် 0.928 ပေါင်ဆိုပြီးတော့ထွက်တယ်အဲ့တော့သူတို့ကဘယ်လိုမှတ်လဲဆိုတော့ကျွန်တော်ကဗျာ E70 electron နဲ့တလက်မတူ1/60 length ပေါ့နော်တလက်မ length တလက်မတူအောင်ဖြစ်တယ်သူ့ရဲ့ဒီ length ပေါ့နော်ဒီ water တဲ့ length ကwater ရဲ့ length เนาะအဲကတလက်မသူ့ရဲ့ length က 1/60 ဆိုရင်1/60 ဆိုရင်သူ့ရဲ့ဒီ strength ပေါ့နော် vn ဆိုတဲ့ strength က 0.92 ပေါ့နော် 0.92 ပေါင်ရှိရဆိုတော့သူအဲ့လိုမှတ်ကြပါပေါ့နော်အဲ့လိုမှတ်ပြီးတော့သူက 1/60 ဘယ်နှခါတော့ 1/60 ဘယ်နှခါလဲကြည့်ပြီးရင်သူကအဲ့လိုအလွယ်ပေါင်းကြရပေါ့နော်ဒါက 1/60 နှစ်ခါဆိုဗျာဒီနှစ်ခုပေါင်းလိုက်ပါစနော်အဲ့တော့ 1/60 မဟုတ်ဘဲနဲ့ 1/60 နှစ်ခါဆိုရင် 2/60 ဆိုတော့ဒီမှာ8ဖြစ်သွားမှာပေါ့နော်အဲ့တော့8ဖြစ်သွားမယ်ဆိုရင်ဒီမှာသူကဘယ်လောက်ထွက်မလဲဆိုတော့ဒီကောင်ဒီက 0.928 ကိုsorry 0.928 ကို2နဲ့မျှလိုက်ပါနော်အဲ့လိုပုံစံမျိုးဒါကသူတို့အလွယ်မှတ်တဲ့ပုံစံပေါ့နော်ဒါက just in knowledge ပါပြီးတော့နောက်ပိုင်းကျတော့ကျွန်တော်ဒီပါလေးဆက်ပြီးတော့ကောင်းမှာပေါ့နော်ပြီးတော့နောက်ရက်ဆိုရင်တော့ကျွန်တော်တို့ဒီ exam ပဲဆက်တွက်လို့ရပြီပေါ့နော်ကိုကအခုလိုမျိုး theory တွေကို detail လေ့လာခြင်းနဲ့နောက်ပြီး theory အတိတ်နိုင်ကိုသိကျင်နေဆိုရင်တော့ကျွန်တော်မှာပေါ့နော်ဒီတစ်ခုတည်းသောဒီသင်တန်းလေးရရှိမှာပေါ့နော်အဲ့ဒီသင်တန်းမှာကျွန်တော်ကပါသင်ပေးရဲဆိုတော့ဒီမှာအခုဆိုရင်ဒါပထမဆုံးတစ်ခု topic ပေါ့နော် 3 story hand calculation 3လက်တိုက်ကိုကျွန်တော်ဒီ lab only ပေါ့နော် software မှာပါပဲねဘယ်လိုတွက်မယ်ဆိုတာလေးသင်ပေးထားရှိတယ်အဲ့တော့ဒီ topic တစ်ခုထဲမှာねကျွန်တော်သင်ပေးထားတာကဗီဒီယိုပေါင်းပေါ့နော်တော်တော်နိုင်နေဆိုခွဲနိုင်ကြလောက်ရှိတယ်ဒါနေပဲလားဆိုတော့မဟုတ်ဘူးကျွန်တော်ဒီ junior ပေါ့နော်ကျွန်တော်ကျောင်းသူတွေပေါ့ theory ကိုဒီအဝါပေါ့နော်ပိုင်နိုင်အောင်ဆိုပြီးတော့ကျွန်တော်ကဘင်းပေါ့နော်ဘင်းကန်းဆိုရင်ဒါကခလေးစင်ဗျာဘင်းဆိုတော့အခြေခံဘယ်လိုစပြီးတွက်တယ်ဆိုတော့ theory တွေကိုအခုလိုမျိုး detail ပေါ့နော်ပြောပြထားရရှိတယ်ဒီမှာဆိုလဲ minute တွေကပေါ့နော် minute ရှင်း video တွေအများကြီးပေါ့အဲ့ပြီးတော့အဲ့ဒါတွေကဆိုမဟုတ်ဘူးကျွန်တော်တို့ဒီမှာ chapter 5ဒါဆိုရင်ဘင်းကိုမှ modify ဖြစ်တာပေါ့နော် continuous span ဒီမှာဆိုတာ minute 40လို့ပေါ့နော်အဲ့ဒါပဲလားဆိုမဟုတ်ဘူးဒီမှာဘင်း share calculation တွေပေါ့နော်လိုလေး minute ရှင်း video တွေရှိတယ်နောက်တစ်ခါRC ပဲလားဆိုတော့မဟုတ်ဘူးကျွန်တော်မှာဒီ steel ပေါ့နော် steel နဲ့ပတ်သက်ပြီးတော့လဲဒီမှာဆို extension member အကြောင်းပေါ့နော် minute share video တွေအများကြီးတင်ပေးထားတယ်နောက်ပြီး border connection border ပေါ့ border connection တွေမှာဆိုကျွန်တော်တို့ဘယ်လိုတွက်လဲ border connection နောက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့တင်ပေးမှာရှိသေးတယ်ပေါ့နော် share board diagram movement diagram ဆွဲနည်းတွေနောက်ပြီးတော့ဘာလို့ဆိုတော့ဒီမှာဆိုရင် pin water connection တွေပေါ့နော် steel water connection တွေတင်ပေးထားရရှိမယ်နောက်ပြီးဆရာဦးညီနာငယ် refresher course တွေပေါ့နော်အဲ့လိုစုံနေအောင်ရှိရပါတော့နောက်ထပ်တခြားကျွန်တော် topic တွေထပ်ပြီးတော့ထည့်ဖို့လည်းရှိတယ်အဲ့တော့ဒီသင်တန်းလေးကိုတော့ဒီသင်တန်းတစ်ခုပေါ့နော်ကျွန်တော်မှာဒါလေးတင်ပေးညာရှိတယ်ပေါ့နော်အဲ့ဒါလေးစိတ်ဝင်စားရကျွန်တော်ရဲ့ဒီ Telegram account ကနေလာပြီးတော့ဆက်သွယ်မြင်မြန်လို့ရပါတယ်
အဆုံးလေးကြည့်ပေးတာတရားချင်းနေနိုင်ကိုကျေးဇူးတင်ပါတယ်